ပြောမယ်နောက်ထပ်သင်ခန်းစာ PowerPoint ရဲ့နောက်ထပ်သင်ခန်းစာတစ်ခုကဘာလဲဆိုလို့ရှိရင် blank slide ကိုယူပြီးတော့ test box တွေကိုဘာသာကိုဆွဲမဲ့နည်းပါဟုတ်ပါပြီဒါဆိုလို့ရှိရင်အခုကျမက slide နှစ်ခုရှိရပေါ့နော် okay slide နှစ်ခုရှိပါတယ်နောက်ထပ် slide အတစ်တစ်ခုယူမယ်အဲ့ဒီယူတဲ့ slide ကဘယ်လို slide ဖြစ်မှာလဲဆိုတော့ blank slide ဖြစ်မှာပါအလွတ်ပေါ့နော်အခုနကလိုရိုက်တယ်လို့မျိုး test box ကလေးပထမသင်ခန်းစာမှာရိုက်ခဲ့သလို test box ကလေးကြီးပါတယ် slide မဟုတ်ဘဲနဲ့ blank slide ပေါ့နော်ဘာ test box မှာမပါတဲ့ slide ကိုယူပါနဲ့ဟုတ်ပြီ new slide ယူမှာဆိုတော့ home ကိုသွားပါမယ်ပြီးရင် new slide ကလေးကိုတစ်ချက်ကလေးလိုက်မယ်ပြီးရင်ဒီမှာ blank slide ကိုယူချင်တာပါနောက်ပိုင်းနေကျရင်ကိုကသာ creation လုပ်မယ်ဆိုလို့ရှိရင် blank slide ကိုယူပြီးသုံးတာများပါတယ်နော်ဟုတ်ပြီ blank slide လေးကိုယူမယ်အဲ့ကြောင့်ကျမမှာကာစာချကြည့်မယ်လုံးဝကာစာချလို့မရဘာလို့ဆိုတော့ तू က blank ကို blank လို့ယူထားတာဒါ test box မှာမပါတဲ့အတွက်ကြောင့်မို့လို့ blank slide မှာကာစာချပြီးစာရိုက်လို့မရဘူး okay ဟုတ်ပါပြီဒီသင်ခန်းစာကအဲ့လိုမျိုး blank slide ထဲမှာ test box ယူပြီးတော့စာရိုက်တဲ့နည်းပေါ့နော်အဲ့လိုမျိုးဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျမ test box ထည့်ပါတယ် test box ထည့်တယ်ပေါ့နော်ထည့်တယ်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ insert ဆိုတဲ့ tag ကလေးကိုတစ်ချက်ကလေးလိုက်ပါမယ် okay ကျမထည့်ချင်တာက text box ဖြစ်ပါတယ်အဲ့ဒါကြောင့်မို့လို့ text နဲ့ပတ်သက်တဲ့ group ထဲမှာ text box ဆိုတာလေးကိုတစ်ချက်ယူလိုက်ပါမယ်ယူလိုက်တဲ့အခါကျရင်အပေါင်းလက္ခဏာလေးနဲ့ text box ဆွဲလို့ရတဲ့သင်္ကေတလေးပေါ်လာပါပြီကျမဖိပြီးတော့ဆွဲလိုက်ပါမယ်ဟုတ်ဒါတွေက Microsoft Word တွေပါတွေမှာတင်ပြီးသားဖြစ်နေရဆိုလို့သိပြီးသားဖြစ်နေရဆိုရင်ဒီ text box ဆွဲတာလွယ်တယ်ပေါ့နော် okay ဟုတ်ပါပြီဒါဆိုလို့ရှိရင် text box တစ်ခုပေါ်လာပြီအခုလိုမျိုးကာစာလေးပေါ့နော်မိတ်တုံဖြစ်နေတဲ့ကာစာလေးလည်းပေါ်လာပြီဟုတ်ပြီဒီမှာအခုချိန်မှာဆိုရင်ကျမတို့စာစရိုက်လို့ရပါပြီokay ဟုတ်ပြီစာတစ်ချောင်းရိုက်လိုက်ကြနော်စာတစ်ချောင်းဆင်းနေတယ်ဆိုအန်တာလေးခါလိုက်ရနော်ဟုတ်ပါပြီဒါဆိုလို့ရှိရင်ကျမကဒါ test box လေးတစ်ခုယူပြီးတော့စာပြန်ရိုက်တဲ့နည်းပေါ့နော်ဟိုစက်ကမူရင်းပေးထားတဲ့ slide တစ်ခုကိုယူပြီးသွားလို့ရှိရင်ကိုကအဲ့ထဲမှာ slide ထဲမှာရှေ့ test box ဝင်မှာကိုကြိုက်ချင်တဲ့စာလေးထည့်ရိုက်တာမျိုးမဟုတ်ဘဲနဲ့ blank slide ကိုယူတယ်ပြီးတော့ text box ဆွဲတယ် text box ဆွဲပြီးရဲ့ test box ပေါ်လာတဲ့အခါကျတော့မှကျမတို့ကစာပြန်ရိုက်တဲ့နည်းပေါ့နော်ဟုတ်ပါပြီဒီနည်းနဲ့လည်းကျမတို့ကစာရေးရိုက်လို့ရပါတယ်